သတင်းတကားပိတ်ပြီးတော့မင်းသားကအိတ်ခမ်းထဲကထွက်သွားဖို့လုပ်ပေမဲ့ချီဝူကကြားလိုက်ပါတယ်ဒီနေ့ကသူတို့ရဲ့ပထမဆုံးမင်္ဂလာညဖြစ်တာကြောင့်နန်းတွဲစောင့်ကြည့်နေမှာဖြစ်ပြီးတော့အတူတူမရှိနေရင်သူတို့ရဲ့ဆက်ဆံရေးအပေါ်ဘယင်ကြီးတန်တရားဝင်သွားနိုင်တာကိုပြောပြလိုက်ပါတယ်မင်းသားလက်ခံလိုက်ပြီးတော့သူမကိုလုံးဝမထိဖို့ဂတိပေးလိုက်ပါတယ်။နောက်တနေ့မနေ့ရောက်တော့ချီဝူမိန်းကလေးကအိပ်ပျော်နေတဲ့မင်းသားရဲ့လက်ချောင်းထိပ်ကိုကိုက်ဖောက်ပြလိုက်ပါတယ်။မင်းသားအိပ်ရာနေနှုံးလာခဲ့ပြီးတော့ချီဝူရဲ့အပြုတ်မှုကြောင့်စိတ်ဆိုးနေခဲ့ပေမဲ့ချီဝူကလက်ကင်ပေါ်ကိုလမ်းယူလိုက်ပြီးတော့မင်းသားရဲ့လက်ကသွေးတွေကိုတုပ်ပြလိုက်ပါတယ်။ခဏနေတော့မင်္ဂလာညကသူတို့နှစ်ယောက်အတူတူရှိခဲ့တာကိုအတီးပြုတ်နေဖို့အထင်းတော်အမျိုးသမီးတစ်ယောက်ကရောက်လာခဲ့ပါတယ်။ချီဝူကမင်းသားရဲ့လက်ကသွေးတွေတုပ်ထားတဲ့လက်ကင်ပေါ်ကိုအဲ့ဒီအမျိုးသမီးစီကိုကန်ပေးလိုက်ပါတယ်။ဘယင်ကြီးလက်အောက်ခံအမတ်လူထွက်သွားတဲ့အခါမင်းသားရဲ့လက်ကသွေးတွေကိုလက်ကင်ပေါ်နဲ့တန်ရှင်းပေးလိုက်ပါတယ်။အဲဒီနောက်မင်းသားကငါပြန်လာခဲ့မယ်မင်းသမီးကိုကျူးဆိုင်ပေးလိုက်ပါလို့အစေခံမိန်းကလေးကိုညွှန်ကြားပြီးတော့ထွက်သွားပါတယ်ချီဝူကတော့မကြေမနက်ဖြစ်ပြီးတော့အစေခံမိန်းကလေးနဲ့တိုင်ပင်ရင်းနဲ့ခြံနေခဲ့ပါတယ်ဘယင်ကြီးရဲ့လက်အောက်ခံလူယုံကဘယင်ကြီးစီကိုသတင်းတစ်ခုယူလာခဲ့ပါတယ်အဲ့ဒီသတင်းကတော့ဘယင်ကြီးစုံစမ်းခိုင်းထားတဲ့မိန်းကလေးကိုတွေ့လာခဲ့ပေမဲ့အဲ့ဒီမိန်းကလေးကမင်းညာကသူ့ရဲ့တူတော်မင်းသားနဲ့လက်ထပ်ခဲ့တဲ့ဗိုလ်ချုပ်ဖန်မီသားစုရဲ့မင်းသမီးဖန်ချီဝူဆိုတဲ့မိန်းကလေးဆိုတာကိုရှောက်တင်လိုက်ပါတယ်မင်းကြီးကအလွန်ကိုဒေါသထွက်သွားခဲ့ပြီးတော့လက်ထက်ကဖက်လက်ဆစာလေးကိုပြစ်ထုတ်လိုက်ပါတယ်ဘာနဲ့တဲ့လူယုံကချက်ချင်းဆိုသလိုပဲဒူးထောက်လိုက်ပြီးတော့တောင်းပန်ခဲ့ပြီးဘယင်ကြီးကိုဒီအဖြစ်အပျက်တွေသူတကယ်ကိုမသိခဲ့တဲ့အကြောင်းရှင်းပြပါတယ်။နောက်ပြီးတော့မင်းညမင်းကြီးရဲ့ရှေ့မှာမိန်းကလေးကမင်းသားနဲ့အရန်လိုက်ဖက်တဲ့အကြောင်းတွေပြောထားမိတာကြောင့်မျက်နှာပူနေခဲ့ရတာလည်းဖြစ်ပါတယ်။ဒီချိန်မှာအမတ်လူဆိုတဲ့အမျိုးသမီးကရောက်လာခဲ့ပြီးတော့မင်းသားနဲ့မင်းသမီးတို့ရဲ့ပထမဆုံးမင်္ဂလာညအဖြစ်သွေးသက်တွေကိုဘယင်ကြီးအစီကိုဆက်သားလိုက်တာဖြစ်ပါတယ်။ဘယင်ကြီးကတော့သွေးပဝါကိုယူကြည့်ပြီးဒေါသမထိန်နိုင်တော့ပဲအမတ်လူရဲ့လက်ထဲကသွေးပဝါထည့်ထားတဲ့ပကံကိုရိုက်ချလိုက်ပါတယ်။ဘယင်ကြီးရဲ့အဖြူမူကအမတ်လူကတော့ထိတ်လန့်သွားပြီးတော့ဒူးထောက်ထိုင်ချလိုက်ပါတယ်။ဘယင်ကြီးကသူနဲ့မာယွန်းပြီးတာတောင်သူ့ရဲ့ဒူတော်မင်းသားနဲ့လက်ထက်ယူတဲ့ဖန်ချီဝူကိုဒေါသထွက်နေတာဖြစ်ပါတယ်။အချိန်တွေကိုသိတဲ့လက်အောက်ခံလူယုံကဘယင်ကြီးကိုဒေါသထိန်ချုပ်ဖို့ရာရှောက်တင်လိုက်ပါတယ်။ဘယင်ကြီးကဒေါသထွက်နေတာကြောင့်ဖန်ချီဝူကိုတပ်ပစ်ဖို့အမိန့်ပေးလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့လက်အောက်ခံလူယုံကဖန်ချီဝူကိုတပ်ပစ်ဖို့မဖြစ်နိုင်ကြောင်းရှောက်တင်လိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ဖန်ချီဝူကဒူတော်မင်းသားရဲ့မိဖုရားဖြစ်တဲ့အပြင်ဖန်မီသားစုကစစ်တပ်ကိုထိန်းချုပ်ထားတာကြောင့်ဖြစ်ပါတယ်။တကယ်လို့သာဖန်ချီဝူကိုတပ်ပစ်လိုက်ရင်တော့ပြဿနာတွေကရှင်းမရအောင်ရှုပ်ထွေးသွားနိုင်တဲ့အကြောင်းကိုရှောက်ထားတဲ့အခါမှာဘယင်ကြီးကလက်မလျှော့ခဲ့တာကြောင့်ပဲနောက်ဆုံးမှာတော့အမိန့်ကိုနာခံလိုက်ရပါတယ်။ဒီအချိန်မှာပဲဘယင်ကြီးကဖျားเจ้าမှာရှိခဲ့တဲ့ညကိုမှတ်မိသွားပြီးတော့လက်ကင်ပေါ်ကသွေးတွေကအတူအယောင်ဖြစ်တာကိုသဘောပေါက်သွားခဲ့တယ်။ဒါကြောင့်မို့ဖန်ချီကဝူမိန်းကလေးကိုဘယင်ကြီးကညာဘက်အချိန်မှာနန်းတော်စီကိုဖမ်းခေါ်လာဖို့ခိုင်းစေလိုက်တာဖြစ်ပါတယ်။လူယုံနဲ့အမတ်လူတို့ထွက်သွားပြီးတဲ့နောက်မှာမင်းကြီးကပဝါကိုချစ်ပအောင်စုပ်ကန်ရင်းနဲ့ကြံနေခဲ့တော့တာဖြစ်ပါတယ်။ဖန်ချီဝူကတစုံတစ်ခုကိုဆောင်ဆိုင်ရင်းနဲ့အစေခံမိန်းကလေးနဲ့အတူတူရှိနေခဲ့တယ်။အစေခံမိန်းကလေးကခင်ပွန်းဖြစ်သူမင်းသားယန်ဇီဝမ်ကမိဖုရားရဲ့ချင်းရဲ့နန်းဆောင်မှာပျော်ပါနေတာကြောင့်သူမစီကိုလာနိုင်တော့မှမဟုတ်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဒါပေမဲ့ဖန်ချီဝူကမင်းသားကိုစောင့်နေခဲ့တာမဟုတ်ပဲတခြားတစ်ယောက်ကိုတွေ့ကြလို့စောင့်နေတာဖြစ်တယ်လို့ပြောလိုက်ပါတယ်။ဒီအချိန်မှာပဲသူမရဲ့နန်းဆောင်အပြင်ဘက်ခြမ်းကနေဖြတ်သွားတဲ့လူနှစ်ယောက်ရဲ့အရေးကိုတွေ့လိုက်ရပါတယ်။အဲဒီနောက်သူမကအစေခံမိန်းကလေးကိုသူမအတွက်ဝတ်စုံတစ်စုံသွားယူပေးဖို့စေခိုင်းလိုက်တာပဲဖြစ်ပါတယ်။ဒီအချိန်မှာဘယင်ကြီးရဲ့လက်အောက်ခံလူယုံနောက်ကိုပြီးတော့နောက်လိုက်တရရောက်လာတာဖြစ်တယ်။သူမအကြောင်းလန့်သွားပြီးတော့သူမကိုမနှောက်ယှက်ဖို့ပြောလိုက်ပေမဲ့လူယုံကသူမကိုဖမ်းခေါ်သွားတာပဲဖြစ်ပါတယ်။လူယုံကသူမကိုတတိလျအောင်လုပ်ပြီးတော့နန်းတော်စီကိုဖမ်းခေါ်သွားခဲ့တာဖြစ်ပါတယ်။ရုတ်တရက်သူမသတိပြန်လဲလာခဲ့ပြီးတော့ရေကိုအဆက်မပြတ်တောင်းနေခဲ့ပါတယ်။ဘယင်ကြီးကရေကရားရရေကိုတငုံယူပြီးတော့သူမကိုတိုက်လိုက်ပါတယ်။ချီဝူရဲ့ခန္ဓာကိုယ်ကအရန်မွှေးလွန်းတာကြောင့်ဘယင်ကြီးကိုဆွဲဆောင်တယ်လို့ဖြစ်နေပါတယ်။ချီဝူနှုံးလာတဲ့အခါမှာသူမရဲ့စတိုးကိုဆွဲထုတ်ပြီးတော့ဘယင်ကြီးကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ဘယင်ကြီးကအလင်းမြန်မဲ့ချီဝူကိုထိန်းချုပ်ထားလိုက်နိုင်ပါတယ်။ချီဝူကပြန်လွတ်ပေးဖို့ပြောနေပေမဲ့ဘယင်ကြီးကတော့သူမကိုချုပ်ထားဆဲပဲဖြစ်ပါတယ်။ဘယင်ကြီးကမင်းကိုတက်လို့ရတယ်ဒါပေမဲ့မင်းအတွက်လည်းတည်တယ်မယ်လို့ပြောလိုက်ပါတယ်။သူမကပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာတော့ဘယင်နန်းတော်ရဲ့ရောက်နေတာကိုသိလိုက်ရပါတယ်။ဘယင်ကြီးကသူမရဲ့လေပင်ကိုဖိညစ်ပြီးတော့ဖန်ချီဝူမင်းကငါမိမဖြစ်နေပြီ
ငါ့ကိုစောင့်နေဖို့မင်းမကြောင့်ဝင်ရှိတယ်။ဘာကြောင့်တခြားယောက်ျားနဲ့လက်ထက်ရဲတာလဲ။နောက်ပြီးတော့မင်းကိုငါမသက်ဘူးလို့တကယ်ထင်နေတာလားလို့မေးလိုက်ပါတယ်။ဖန်ချီဝူကဘယင်ကြီးကိုတွန်းထိုးလိုက်ပြီးတော့ဖះเจ้าမှာဖြစ်ခဲ့တဲ့ကိစ္စကမတော်တဆမှုဖြစ်ပါတယ်။အခုတော့သူမကလက်ထက်ပြီးပြီဖြစ်တာကြောင့်အဲ့ဒီကိစ္စကိုမေးထားလိုက်တဲ့ဖို့ပြောပါတယ်။သူမချထွက်သွားဖို့ပြန်လိုက်ပေမဲ့ဘယင်ကခွင့်မပြုခဲ့ပါဘူး။သူမရဲ့လက်ကိုလှန်ဆွဲယူလိုက်ပြီးတော့ဖတ်ထားလိုက်ပါတယ်။ဘယင်ကြီးကသူမရဲ့မျက်နှာကိုညင်ညင်တတကင်ပြီးတော့မင်းကတကယ်လှတယ်လို့ချီးမွမ်းလိုက်ပါတယ်။ဒါပေမဲ့ဖန်ချီဝူကကြောက်ရွံ့နေခဲ့ပြီးတော့သူမကမင်းသားရဲ့ဇနီးဖြစ်တာကြောင့်ဒီလိုလုံးရဲ့မျိုးကမလုံးသင့်ဘူးလို့မင်းကြီးကိုသတိပေးလိုက်ပါတယ်။ဘယင်ကြီးကဖះเจ้าမှာတော့ကလက်ထက်ပွဲကျင်းပရမယ်ယောက်ျားရှိနေတာကြောင့်ဒီလိုအဖြစ်အပျက်ကိုဘာကြောင့်လက်ခံခဲ့ရလဲဆိုပြီးတော့သူမကိုမေးလိုက်ပါတယ်။